在土မျိုးမှာရှောက်သွားမယ်ရှောက်စားမယ်ကေရဲ့在土 vlog လေးကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကေတို့在土ဖျားကြီးကနေဆင်းလာပြီးတော့ကေမွန်စခန်းနာမှာရှိရဲ့ကတက်ချောင်းကိုကေတို့အလဲသွားခဲ့ပါတယ်သူများတွေသွားနေရလေကေတွေ့နေရအရန်သွားချင်နေရအခုတော့ရောက်လာပါပြီလူတွေမှလေအများကြီးပဲစီကားနေတော့ကံကောင်းစင်တော့ကေတို့ထိုင်ကုန်လေးရ64ရှိတက်တဲ့နာမှာဆက်သားမီဖုတ်စီဆန်းလေးနဲ့ပဲစံတုပ်လေးမှာထားပါတယ်သူများတွေရေထဲမှာပျော်နေကြတာကိုကြည့်ပြီးတော့လေကေလည်းရေထဲစိန်စင်တာဆိုတာစီစဉ်မရှိဘဲနဲ့ရောက်လာတာဆိုတော့လေအဝတ်အစားတွေပါလည်းမပြင်ဆင်လာမိဘူးပေါ့နော်ဒီမှာခလေးတွေလည်းအများကြီးပဲမိသားစုတွေလာကြတာပြောစရာကြီးတကယ်ချင်းတွေနဲ့လေးစုပြီးတော့လာကြတဲ့အဖွဲ့တွေလည်းအများကြီးပဲတွေ့ရဲအမှဂီတာတွေနဲ့သချင်းတွေဆိုပြီးတော့လေဝိုင်းဖွဲ့ပြီးတော့စားတောက်နေကြတာကေလဲစားလို့တောက်လို့ပြီးတော့ဓာတ်ပုံလေးပါလေးရိုက်မယ်ဆိုပြီးတော့လေရေထဲကိုဆင်းပေါ့နော်လက်လေးချက်တော့လေးပဲစိတ်ပေါ့ချောင်းရည်လေးဆိုတော့လေရေလေးကလေအေးစိမ့်ပြီးတော့လေအရန်ရေစိမ့်လို့ကောင်းတယ်တကူလုံးစိမ့်ပိုကောင်းပါခဏတစ်ဖြုတ်အပန်းဖြည့်ပြီးတော့ကေတို့ဒီကြိုက်ထူမျိုးပေါ်ကလေအရန်စားကောင်းတဲ့အကျော်ဆိုင်လေးတစ်ဆိုင်ကိုသွားစားရဲဒီအားလုံးလည်းလိုက်ကြည့်ပေးပါဦးနော်ဆိုင်နာမည်လေးကဒေါ်မြမြဝင်းအကျော်ဆိုင်မှာဒီကမြို့ခံလူတော်တော်များများကတော့ဒီဆိုင်လေးကိုသိပါတယ်ကေအကြိုက်ပဲမုတ်အချင်လေးနဲ့မော်လမြိုင်အကျော်ဆိုင်လေးပေါ့နော်ကေကပဲမုတ်အရန်ကြိုက်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကိုပဲမုံနည်းနည်းဆက်လို့လာတော့မပြောတတ်ဘူးအဲဒီပဲမုတ်အချင်လေးနဲ့လေအကျော်စားရတာအရန်ကြိုက်တယ်ဆိုင်ရှင်အမကလည်းလေအရန်သဘောကောင်းတယ်ကေတို့လည်းအဝေးကနေလာတာဆိုတော့လေအခုကြော်နေတဲ့ဟာအပြင်ကိုကေတို့ကတိုဟူးကြော်လေးမကြော်သေးဘူးလားမင်းခွက်ရဲကြော်လေးမကြော်သေးဘူးလားဆိုသူပြင်ဆင်ပြီးသားရှိလို့ရှိရင်လေသူထပ်လုပ်ပြီးတော့ကြော်ပေးရယ်ကေတို့မှာစားတာတော့လေစုံနေရပဲဒီမှာအကြော်တွေတော်တော်စုံလင်ရတယ်ပြီးတော့ဒီမှာအတုပ်တွေလည်းတော်တော်များများရတယ်ကေတို့ကတော့အတုပ်တော့မစားဖြစ်ဘူးပေါ့နော်ဒီမှာရန်စားကောင်းတဲ့ငါးကြော်ကြီးအေးကောင်းပြီနော်ငါးကြော်ဟုတ်တယ်ရန်ကောင်းကြော်မဆုပ်သေးကြော်ဆိုင်ကြီးရဲ့အဓိကအသက်ကတော့အချင်းပဲပေါ့နော်ဒီဆိုင်လေးကလည်းအချင်းတော်တော်ကောင်းတယ်ပဲပင်မောက်ကြော်ပဲပြားကြော်အသားတုကြော်ငှက်ပြောကြော်ပြီးတော့ဘူးတိကြော်ဆလက်ရွက်လည်းအရှက်မဲ့ပဲကြိုက်တက်လောက်စားဂေါ်ဘီလည်းပေးတယ်ပြီးတော့ဗျာကြော်ငါးကြော်ကတော့လေတော်တော်လေးကိုကောင်းတယ်ငါးကြော်လေးလေစားလို့လည်းပြီးတော့ကေတို့သူဝနဘူမိမှာဟိုတယ်ချက်ခင်ဝင်မှုကိုသွားပါပြီအခန်းလည်းအခုရနေပြီဆိုတော့လေသူဝနဘူမိကိုရေကူးကန်နေရအောင်အဓိကကြိုက်တာပေါ့နော်ပြီးတော့သူချန်ဝင်းရလည်းအကျယ်ကြီးပဲစိမ့်ဆိုးနေရောတစ်ပင်နေနဲ့လေအရန်မိုက်တယ်အခုကေကရွန်ကီရပြီဆိုတော့အခန်းထဲဝင်ဖို့ကိုသွားနေပါပြီကေအရင်ဒီကိုတစ်ခါနှစ်ခါတော့ရောက်ဖူးတယ်ပေါ့နော်မရောက်တာတော့ကြာပြီပေါ့လေဟိုတယ်လေးကဘာမှမပြောင်းလဲသွားဘူးအရင်လိုပုံစံမျိုးလေးပဲဒီကဟိုတယ် breakfast ကလည်းစားလို့အရင်ကောင်းတယ် Hey Pussy Hello အခု K vlog လေးကလည်းရှင်းနေပြီဆိုတော့အားလုံးကိုဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ် bye bye မနေ့ဖြန်ညကြရင်ကြိုက်ထို vlog part 2ကိုတင်ပေးသွားမှာမို့လို့အားလုံးပဲစောင့်မျှော်ကြည့်ရှုပေးကြပါဦး like and follow လုပ်ခဲ့ပေးဖို့လည်းမမေ့နဲ့နော်